အိမ်ထောင်ရေးဖောက်ပြန်မှုကနေနလန်ထူနိုင်စေမဲ့နီလန်9ခုအိမ်ထောင်ရေးဖောက်ပြန်မှုသမီးရီးစားဖောက်ပြန်မှုတစ်ခုခုကိုကြုံရတဲ့အခါတုံ့ပြန်ပုံကအမျိုးမျိုးဖြစ်နိုင်ပါတယ်။ကိုယ့်ရဲ့အဖော်နဲ့သူ့ရဲ့နောက်တစ်ယောက်ကိုဒေါသထွက်တာကိုအားမလို့အားမရဖြစ်တာဘသူကိုအပြစ်တင်ရမှန်းမသိပဲရင်ဘတ်ထဲမှာတင်းကျပ်နေတာတွေကကိုယ့်ရဲ့ကျန်းမာရေးကိုဖျက်လို့ဖျက်စီးဖြစ်စေပါတယ်။ဖောက်ပြန်မှုနဲ့ကြုံတွေ့ရတာကဘဝကိုအပြောင်းလဲဖြစ်စေနိုင်တဲ့အတွေ့အကြုံဖြစ်တာကြောင့်ဒီကနေနလန်ပြန်ထူနိုင်မှုအရေးကြီးပါတယ်။ဒါကြောင့်အိမ်အောင်ရေးဖောက်ပြန်မှုကနေနလန်ထူနိုင်စေမဲ့နီလန်9ခုကိုဒီဗီဒီယိုထဲမှာမျှဝေပြသွားကြပါတယ်။လက်ခံလိုက်ပါဒါကဖြစ်ပြီးသွားပြီဆိုတာကိုအရင်လက်ခံလိုက်ဖို့လိုအပ်ပါတယ်။ခက်ခဲတယ်ဆိုပေမဲ့အမှန်တရားကိုလက်ခံလိုက်ပြီဆိုတာနဲ့ဘာဆက်လုပ်ရမလဲဆိုတဲ့လမ်းကြောင်းကပွင့်လာမှာဖြစ်ပါတယ်။လက်တုပ်ပြန်မယ်လို့မတွေးပါနဲ့။သူတော်ဖောက်ပြန်တာငါလည်းဖောက်ပြန်မယ်လို့မတွေးပါနဲ့။မလုပ်ပါနဲ့။ဒါကနောက်ဆုံးမှာတင့်ကိုယ်တင်ပဲနာကျင်စေမှာပါ။ပြဿနာတွေကိုလည်းဖြေရှင်းပေးနိုင်မှာမဟုတ်ပါဘူး။လက်တုပ်ပြန်ခြင်းတဲ့စိတ်ကြောင့်အတွဲခံရသူအတွက်လည်းမတရားပါဘူး။အပြစ်မတင်ပါနဲ့တော့ဖောက်ပြန်ခံရပြီဆိုတာနဲ့လူတိုင်းကငါဘာများမှားခဲ့လို့လဲလို့ကိုမေးလေးရှိပါတယ်။ကိုလည်းအပြစ်မတင်ပါနဲ့။အဖော်နဲ့သူ့ရဲ့နောက်လူကိုလည်းအပြစ်မတင်ပါနဲ့တော့အပြစ်တွေတင်ပြီးအဖြေတွေအတင်းရှာနေတာကကိုပဲစိတ်ပင်ပန်းစေမှာပါ။ကိုအချိန်ပေးပါဒီအဖြစ်အပျက်တွေကိုလက်ခံဖို့ရောဘာဆက်လုပ်မလဲဆိုတာစဉ်းစားဖို့ရောအချိန်တစ်ခုလိုအပ်ပါတယ်။အလင်းစလို့မဆုံးဖြတ်လိုက်ပါနဲ့။တယောက်တည်းတီးသက်နေတာဖြစ်ဖြစ်ခရီးသွားတာဖြစ်ဖြစ်ကိုအချိန်ပေးပြီးခေါင်းအေးထားဆုံးဖြတ်ပါ။ကို့ဖော်နဲ့စကားပြောပါဒီနေရာမှာနှစ်ယောက်သားဆုံပြီးတယောက်နဲ့တယောက်အပြစ်တင်ဖို့အတိတ်ကကိစ္စတွေကိုပြန်တူးဆွားဖို့မဟုတ်ပါဘူး။ရှေ့ဆက်ပြီးဘာလုပ်ကြမလဲဆိုတာကိုတိုင်ပင်ဖို့ပါ။ကလေးရှိတဲ့အိမ်အောင်တွေဆိုပိုပြီးအရေးကြီးပါတယ်။ကလေးနဲ့ပတ်သက်ပြီးဘယ်လိုတွေအုပ်ထိန်မယ်ဆိုတာကိုပါဆွေးနွေးကြဖို့လိုပါတယ်။ပြီးရင်တော့ကိစ္စတွေကိုဖြတ်လိုက်ပါတော့။ပြန်ပေါင်းမလားလွတ်ပေးလိုက်တော့မလားဆုံးဖြတ်ပြီးသွားရင်ဒီနွန်တွေကတပြေးပြေးရုံထွက်နိုင်ဖို့ကြိုးစားပါတော့။သူတို့အကြောင်းကိုတက်နိုင်သမျှစိတ်မဝင်စားမိအောင်နေပါ။ social media မှာလည်းသွားမကြည့်နေပါနဲ့တော့။ post တွေ share ပြီးလဲသွားမခက်နဲ့နေပါနဲ့တော့။ပုံဆက်တာတွေစာပို့တာတွေလည်းမလုပ်ပါနဲ့။သူတို့စဝန်းတွေကိုဝင်မသွားမိအောင်ကိုထိမ့်ပါ။ကိုပြန်တိဆောက်ပါ။ကိစ္စတွေဖြတ်ပြီးရင်တော့ကိုအတွက်ကိုပြန်ကြည့်ဖို့လိုပါပြီ။ဒီတလုံးမှာအိတ်အစားတွေပြတ်ထားရင်ကောင်းကောင်းစားကောင်းကောင်းအိပ်ပါအသစ်အစမ်းတွေတင်ယူပါကိုချစ်တဲ့သူတွေကိုအချိန်ပိုပေးပါကိုချစ်ပါဂရုစိုက်ပါဒီလိုအချိန်မှာကိုထက်အရေးကြီးတာဘာများရှိအောင်မလဲနှစ်သိမ့်ဆွေးနွေးဖို့ဝင်မလေးပါနဲ့စိတ်ပင်ပန်းလွန်းတဲ့အခါနှစ်သိမ့်ဆွေးနွေးမှုခံယူပါဒါတွေကသင်ပြောညံ့လို့ဖြစ်တာမဟုတ်ပါဘူးသူတို့ကိုရှုံးသွားတာလည်းမဟုတ်ဘူးတုံလှုပ်เสียကောင်းတဲ့အဖြစ်အပျက်ကြောင့်နေမကောင်းဖြစ်သွားတာကိုကုသတယ်လို့ပဲတွေးပါထက်ချစ်ဖို့မကြောက်ပါနဲ့လူတိုင်းကကိုယ့်အဖော်လိုမျိုးဖောက်ပြန်မှာမဟုတ်ပါဘူးအပြင်မှာလူကောင်းတွေအများကြီးရှိပါသေးတယ်ကိုတကယ်ချစ်မဲ့သူကိုရှာတွေ့နိုင်ပါသေးတယ်ဒါကြောင့်အခွင့်အရေးကြုံလာတဲ့အခါထက်ချစ်ကြည့်ဖို့မကြောက်ပါနဲ့ဖောက်ပြန်မှုတွေကနေကြော်လွှမ်းနိုင်ဖို့ဘလောက်ကြာနိုင်မလဲဒါကတော့တယောက်နဲ့တယောက်အနှဲငယ်ကွာရှားနိုင်ပါတယ်ဖောက်ပြန်ခံရသူကိုဘေးလူတွေကကူညီဖေးမဖို့လိုသလိုကာယကံရှင်ကိုယ်တိုင်ကလည်းနလန်ထူဖို့ကြိုးစားတင်ပါတယ်